သားတွေကမျိုးတုံးကအကောင်တွေပဲကြီးစိုးနေကြတာဖြစ်ပါတယ်။ငွေဘူးဖေးကနေကြိုဆိုလိုက်ပါတယ်ဗျ။ဒီမိတ်ဆက်ပေးမဲ့ကားလေးကထူးထူးခြားခြားပါပဲ။ပြန်နေတဲ့တစ်ဖက်ကထူးထူးဆန်းဆန်းခုံပေါက်နေပြီးတကူကူကိုရေးပေးခြင်းတို့လုံနေပါတယ်။နောက်သတိထားမိတဲ့ဖွဲ့သားတွေကဒီထူးဆန်းတဲ့လက်ကိုဘောပင်ပေးလိုက်ပါတယ်။အဲ့ဒါနဲ့ဒီထူးဆန်းတဲ့လက်လေးစတဲ့မြေပေါ်မှာချရေးပါတော့တယ်။သူရေးထားတာကရှော့သွားတဲ့အာဂါသရင်မှုခွဲစိတ်ဖို့ပြောထားတာဖြစ်ပြီးသူတို့လည်းထူးဆန်းတဲ့လက်ရေးထားတာကိုဒီလက်တွေ့လိုက်လို့ပါတော့တယ်။ဖိုက်တင်းကနေရင်ဘက်ထိတောင်းလိုက်စတင်ခွဲလိုက်ပြီးရှော့သွားတဲ့အာဂါသရင်မှုထဲကနေထူးဆန်းတဲ့ကုကတုံးထွက်လာပါတယ်။အဲ့ဒီကုကတုံးအာဂါသရင်မှာတက်ဆင်လိုက်ပြီးသူတို့ကအမြန်ဆုံးကဘာမီရဲ့တီနီယာကိုရှာလိုက်ပါတယ်။ကဘာမီယာပျောက်ဆုံးနေတာမဟုတ်ဘဲနေရဲ့အနောက်မှာကွယ်နေတာကိုပျောက်နေဆိုပြီးတိုင်ပတ်နေကြတာပေါ့။ဖွဲ့သားအားလုံးကပျော်သွားကြပြီးအာဂါသရင်ကိုအမြန်ဆုံးစပီဒင်ကကဘာစီကိုဥတီလိုက်ပါတယ်။ပြောတော့အာဂါသရင်မှုတဲ့ကဘာကိုပျောက်နေကြပြီးနေလုံးဘာမှမသိကြောင်ပျောက်နေကြတဲ့ NASA အာဂါသရင်မှုတွေကဆောင်းပွဲကို ChatGPT နဲ့ဖြေလာကြပုံရပါတယ်။အဲ့ဒါနဲ့ကဘာကိုတွေးလို့ရှင်ငယ်လေးနဲ့အမြင်ပြင်ကိုဆင်းသက်လာပြီးမြဲသူတို့မသိတာကဘာထူးဆန်းတဲ့တရဝါတွေအပြည့်ဖြစ်နေကြတာဖြစ်ပြီးလူသားတွေကမျိုးတုံးကအကောင်တွေပဲကြီးစိုးနေကြတာဖြစ်ပါတယ်။မိတ်ဆွေတို့ရေဒီလိုကားလေးတွေ update စကားတက်တွေကြည့်ကြရင်တော့မင်း channel လေးမှာဝင်ကြည့်လို့ရတယ်ဗျ။ဒီ channel copyright မမိခင်ကကိုမေဟောင်းလေးတွေစကားတောင်းလိုက်စကားတွေတင်လိုက်နဲ့ပြောစရာတွေဖြစ်ခဲ့ပေမဲ့အခု channel အသစ်မှာလည်းပြောပပစကားတွေတောင်းနိုင်အောင် Telegram ဖြစ်ဖြစ် Facebook ဖြစ်ဖြစ် Movie Buffet လို့ရိုက်ရှာပြီးဒါရောက် level 4ဖိတ်ခေါ်လိုက်ပါတယ်ဗျ။အားလုံးပဲပွားမောတွေပြောကြပါစေဗျာ။